လူတယောက်ဟာမယုံနိုင်လောက်အောင်မောကြည့်လိုက်ချိန်မှာတိုက်လေရင်တစင်းကအကြောင်းမဲ့လမ်းမပေါ်ကိုပြုတ်ကျလာတာကိုမြင်လိုက်ရတဲ့ပောက်ကွဲမှုကြောင့်အစအနတွေလွင့်စင်သွားပြီးသူ့ကိုယ်တောင်နှစ်ပိုင်းဖြတ်မိလူနီးပါးဖြစ်သွားခဲ့တယ်။ဒါပေမဲ့အသက်ရှူဖို့တောင်မကြသေးခင်မှာပဲပိုပြီးထူးဆန်းကြောက်စရာကောင်းတဲ့အဖြစ်အပျက်တစ်ခုကိုတွေ့လိုက်ရတယ်။လေရင်မှခုန်ထွက်လာတဲ့ပိုင်းတော့ဟာမြေပြင်ပေါ်ကိုဆင်းသက်ချိန်မှာပဲအသက်မရှိတော့ဘူး။အဲ့ဒီနောက်ပိုပြီးထိတ်လန့်စရာကောင်းတာဖြစ်လာတယ်။မုံမျော်တိုင်ကြီးတစ်လုံးရဲ့မျက်နှာပြင်ပေါ်မှာအနက်ရောင်ရေးကြီးတစ်ခုတဖြည်းဖြည်းဖုံးလွှမ်းလာပြီးလူတိုင်းကကောင်းကင်ကိုအံ့ဩတကြီးမောကြည့်လိုက်ကြတယ်။အဲ့ဒီအချိန်မှာလက်ပြအနက်ကြီးပုံစံနဲ့ဂျိုသားအာကာသယဉ်ကြီးတစ်စင်းပေါ်ထွက်လာတဲ့တတုအလွှာပေါ်မှာထူးဆန်းတဲ့ပုံစံတွေဖုံးအုပ်ထားပြီးအလွန်အင်အားကြီးတဲ့ဂျိုသားယဉ်ကျေးမှုတစ်ခုကကမ္ဘာမြေကိုကျူးကျော်ဖို့ရောက်လာပြီဆိုတာထင်ရှားနေခဲ့တယ်။ပိုပြီးစိတ်ပျက်စရာကောင်းတာကအလားတူအာကာသယဉ်တွေဟာကမ္ဘာတဝန်းကအဓိကမြို့ကြီး29မြို့ပေါ်မှာကြပြိုင်နဲ့ပေါ်လာခဲ့တာပဲအဲ့ဒီမြင်ကွင်းကလူတွေကိုအသက်ရှူချက်စေပြီးကြောက်လန့်မှုတွေကမ္ဘာတဝန်းချက်ချင်းပြန့်နှံ့သွားတဲ့စစ်တပ်တွေလည်းအရေးပေါ်တက်လှမ်းပြီးတိုက်ခိုက်ဖို့ပြင်ဆင်ကြတော့တယ်။ဒါပေမဲ့လူတိုင်းအံ့ဩသွားစေတဲ့အချက်ကဂျိုသားတွေဟာချက်ချင်းမတိုက်ခိုက်ခဲ့ကြတာပဲ။အစားသူတို့ကထူးဆန်းတဲ့စက်ကရိယာတစ်ခုကိုဖွင့်လိုက်တယ်။တင်မောရဲ့မျက်နှာပြင်ကလှန်ပြောင်းသွားပြီးအာကာသယဉ်တစ်စင်းလုံးတောက်ပတဲ့အထူရောင်ဖြစ်ပြောင်းလဲသွားတယ်။အလင်းရောင်တောက်ပသွားပြီးနောက်လူသားမျက်နှာကြီးတစ်ခုကောင်းကင်ပေါ်မှာပေါ်လာခဲ့တယ်။ကမ္ဘာတဝန်းကလူတွေရဲ့မျက်စိရှိမှာပဲအဲ့ဒီမျက်နှာကြီးကဘာသာစကားမျိုးမျိုးနဲ့စကားပြောလာတယ်